မန်ယူကိုဒိုင်ကူခဲ့လေသလားမန်ချက်စတာယူနိုက်တက်အနိုင်ရခဲ့တဲ့နောက်ကွယ်မှာဒိုင်လူကြီးတွေရဲ့လက်ချက်ပါနေသလားဖူဟန်နဲ့ပွဲမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကတော့ဗရိတ်တက်တွေကြားမှာဒီမေးခွန်းကိုကြဲကြဲလောင်လောင်ထွက်ပေါ်စေခဲ့ပါတယ်ပန်နယ်လီပေးပြီးမှပြန်ဖြတ်ပြီးတော့မှယူနိုက်တက်အတွက်အကျိုးရှိစေမဲ့ပြစ်ဒဏ်မောပြောင်းလဲတတ်မှတ်ပေးခဲ့တဲ့ဖြစ်ရဟာစီမင်းတိုင်းဆုံးဖြတ်ခဲ့တာလားဒါမှမဟုတ်အတင်းကြီးတင်းကိုမျက်နှာသာပေးခဲ့တာလားဆိုတာအငင်းပွားဖွယ်ဖြစ်လာပါတယ်ဒီပြမှာကိုစေးပါကိုပောက်ကွဲစေခဲ့တဲ့ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အလှည့်အပြောင်းတွေကိုအသေးစိတ်ပြန်လဲစမ်းစစ်ကြည့်ကြရအောင်ပါဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေကိုခဏခဏပြောင်းလဲနေတဲ့ဖြစ်စဉ်တွေကြောင့်ဒီပြမှာကိုစေးပါတယောက်ကွင်းပေးမှာဒေါသတကြီးဖြစ်ခဲ့ရပါတယ်ဆဆချင်းမာဒီယက်စ်ကွန်ညာဟာဟော်ဟေးကွန်ကာရဲ့ဖြတ်ထုတ်မှုအောက်မှာလဲကျသွားတဲ့အတွက်ဒိုင်လူကြီးဂျွန်ဘရုတ်ကပန်နယ်လီဖြစ်ချက်ချင်းတတ်မှတ်ပေးခဲ့ပါတယ်ဒါမှမျက်စိနဲ့ကြည့်ရင်တော့ကွန်ကာကဘောလုံးကိုအရင်ထိသွားပုံရပေမဲ့ဒိုင်ကတော့နောက်ကျတဲ့ဖြတ်ထုတ်မှုလို့ယူဆပြီးပန်နယ်လီပေးလိုက်တာပါဒီကွင်းတွင်းဆုံးဖြတ်ချက်ဟာဘာရဲ့အရေးကြီးတဲ့ဂျောင်းဝင်မှုအတွက်ဇလန်းစတင်လိုက်တာဖြစ်ပြီးစေဗာနဲ့ဖူဟန်ပရိသတ်တွေအဆိုးဆုံးခြေနေအတွက်ပြင်ဆင်နေချိန်မှာပဲဇက်ရှိန်ကတမျိုးပြောင်းသွားခဲ့ပါတယ်။ဘာတိုင်းဂျိမ်းစ်ဘဲကဘရုတ်ရဲ့နှစ်ချက်ထဲအချက်ပေးလိုက်ချိန်မှာတော့အားလုံးကပြစ်ဒဏ်မိုးကိုလုံးဝပယ်ဖြတ်ပေးလိမ့်မယ်လို့မျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ဘာကကွန်ကာရဲ့ဖုံးကွယ်နေတဲ့အမှားတစ်ခုကိုရှာတွေ့သွားပါတယ်။အဲဒါကတော့ပန်နယ်လီဧရိယာပြင်ဘက်မှာကွန်ကာကပြိုင်ဘက်ရဲ့ဂျာစီကိုဆွဲခဲ့တာပါ။ဘရုတ်ဟာပန်နယ်လီကိုပယ်ဖြတ်လိုက်ပေမဲ့ဖူဟန်ကိုဘောလုံးပြန်မပေးပဲမန်ချက်စတာယူနိုက်တက်ကိုဧရိယာပြင်ကနေပြစ်ဒဏ်ပေါ်ဖရီကစ်ကန်ခွင့်ပေးလိုက်ပါတယ်။ဒါဟာနောက်မှလုပ်တဲ့ဖြတ်ထုတ်မှုကဘောင်လွတ်တယ်ဆိုပေမဲ့အရင်လုပ်ခဲ့တဲ့ဂျာစီဆွဲတဲ့ကိစ္စကပြင်းမှုမြောက်တယ်လို့ဆိုလိုလိုက်တာပါ။စေးပါအတွက်တော့ဒါဟာပွဲလေကောင်မှာဒိုင်တွေကစီးမြင့်ကိုလိုသလိုပြောင်းလဲပြစ်တယ်လို့ခံစားခဲ့ရပြီးယူနိုက်တက်ကိုအသာစီးရဖို့တမင်လုပ်ပေးတယ်လို့ယူဆကပိုပြီးဒေါသထွက်ခဲ့ရပါတယ်။ဝင်းဘေးမှာပောက်ကွဲနေတဲ့စေးပါရဲ့ဒေါသဟာအရင်ကခံစားရတဲ့အတွေ့အကြုံဟောင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့2နှစ်ကဒီကွင်းမှာပဲ FA ဖလားကနေတော့ခွာခဲ့ရတော့ကလည်းဒိုင်တွေရဲ့ရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေကြောင့်သူထုတ်ပယ်ခံခဲ့ရပြီးအတင်းလဲရှုံးနေခဲ့ဘူးပါတယ်။အခုလဲဒီစောရကတက်မှုတွေကြောင့်အဝါကပြပြတာခံခဲ့ရတာကသူ့အတွက်တော့အနာဘောစားနဲ့ပတ်တယ်လို့ဖြစ်ခဲ့မှာပါ။စေးပါရဲ့အမြင်မှာတော့ဒိုင်လူကြီးဟာပထမဦးဆုံးချိန်မှာဂျာစီဆွဲခဲ့တာကိုမမြင်ခဲ့ပဲပန်နယ်လီအတွက်ဆုံးဖြတ်ခဲ့တာဖြစ်လို့ပန်နယ်လီမဟုတ်ရင်ပြစ်ဒဏ်မှာမရှိသင့်ဘူးလို့ယူဆတာပါ။ PGMOL ကလူမှုကွန်ရက်ကနေဒါဟာဧရိယာပြင်ကဆွဲကင်မှုဖြစ်တယ်လို့ရှင်းလင်းချက်ထုတ်ခဲ့ပေမဲ့လည်းဖူဟန်အရန်ကုန်ကဒေါသတွေကိုတော့မငြိမ့်သက်နိုင်ခဲ့ပါဘူး။ခြေပါကြောက်တဲ့အတိုင်းဒိုင်တွေရဲ့ဆုံးဖြတ်ချက်အလဲအပြောင်းဟာပွဲရဲ့ရလဒ်ကိုတကယ်ပဲပြောင်းလဲပစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဖြစ်ရက်ကနေဖူဟန်တို့ဥဆောင်ကိုပေးလိုက်ရလို့ပါ။ဒုတိယပိုင်းမှာထပ်ပြီးစေးပါနဲ့ဒိုင်ပွဲဝင်နေကြတင်းမာမှုတွေကပိုတိုးလာပါတယ်။ကွန်ကာကဂိုးပြန်သွင်းလိုက်လို့သူမှသူခြေဖြတ်နိုင်ခဲ့ပြီလို့ထင်ခဲ့ပေမဲ့ဒီဂိုးဟာလည်းဘာကြောင့်ပယ်ဖြတ်ခံလိုက်ရပြန်ပါတယ်ဒီတခါတော့ဂိုးမသွင်းခင်ဒီစောင့်မှုအပိုင်းမှာစီမြူရဲ့ကျူကွယ်စီကလူကျွန်းနေတယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါဒီအချိန်မှာတော့စေးပါတယောက်ပောက်ကွဲရုံနာမကတော့ပဲဒိုင်တွေကိုပါလှောင်ပြောင်ပြီးလက်ခုပ်တီးပြတဲ့အထိဖြစ်သွားခဲ့ပါတယ်ဒါဟာပွဲမပြီးခင်ကတည်းကသူ့အသင်းကိုရှုံးအောင်ကြံစီထားတယ်လို့ခံစားနေရတဲ့လူတယောက်ရဲ့အမှုအရာပါဒါဟာခေတ်သစ်ဗာစနေရဲ့ရှုပ်သွေးမှုတွေကိုပြသနေတဲ့နမူနာတစ်ခုဖြစ်ပါတယ်ဒိုင်တွေအတွက်တော့ဒါဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုရှောင်ဖွေနိုင်ခဲ့တဲ့အောင်မြင်မှုဖြစ်ပေမဲ့စေးပါနဲ့ဖူဟန်အတွက်တော့ဤပညာပိုင်းဆိုင်ရာအသာစီးရယူမှုကြောင့်ရင်းနှာခဲ့ရတဲ့ညတညလည်းဖြစ်ခဲ့ပါတယ်။ခေါင်းစဉ်ကမေကုန်းကိုဖြစ်ရင်တော့မန်ယူကိုတိုင်းမကူခဲ့ပါဘူး။မန်ယူကအင်ကွင်းမှာထိုက်တန်နဲ့အနိုင်ယူသွားခြင်းသာဖြစ်ပါတယ်။အားလုံးပဲကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်ရဲ့ YouTube လေးကိုလည်း like and subscribe လုပ်ပေးဖို့ရန်အတွက်မမေ့ပါနဲ့။ Bye bye